နွားတဲ့နှစ်လက်သုံးပြုပြီးတော့ထွန်းနေတဲ့လဲတိုင်းထော်လာကြီးထွန်းဆက်ကလေးရဲ့ဖြေးကိုကျွန်တော်ရဲ့မိတ်ဆွေတွေကြည့်ရှုပေးကြပါအောင်ဗျာဟုတ်ပါတယ်ဒီလဲတိုင်းထော်လာကြီးထွန်းဆက်ကလေးကတော့နွားတဲ့နှစ်လက်ကိုသုံးပြုပြီးတော့ထွန်းနေတာဖြစ်ပါတယ်သူ့ရဲ့တနေ့တာပြည်စီမှုကတော့တက်တောင့်တက်တာမောင်းအ ਨੇ ဆုံးတရက်ကို3ဧကပြည်စီပါတယ်ဗျာဘာပဲပြောပြောနွားနဲ့စာရင်တော့သူကခီးရောက်ပါတယ်ဗျာနွားဆိုတာကတော့မနက်ခင်းပိုင်းနဲ့မောင်းလို့ရပါတယ်ဒီအလဲတိုင်းထော်လာကြီးထွန်းဆက်ကလေးကတော့တဏီကုံမောင်းလို့ရတယ်ပေါ့ဗျာဒီတော့နွားနဲ့စာရင်တော့ခီးရောက်မှုပိုတယ်ပေါ့ခြေစားနှုံးလက်သက်တာပြီးတော့ပြင်ဆင်ရလွယ်တယ်ပေါ့ဗျာတပိုင်းတနိုင်ပေါ့စက်ကြီးတွေနဲ့ရှင်လို့တော့မရဘူးပေါ့ဗျာစက်ကြီးတွေဆိုတာကလည်းကြားကြီးခြေရကြီးဆိုလို့ပြက်စီးခဲ့ရင်လည်းပြင်ဆင်စရိတ်ကြီးမှပါတယ်ဒီစက်ကလေးကတော့ဘာပဲပြောပြောတလုံးလို့ဆိုတာကတော့တောင်သူတွေနဲ့မဝေးဘူးလေဗျာဒီတော့ပြင်ဆင်ရတာကိုယ်တိုင်ပြင်ဆင်လို့လည်းရတယ်ဆိုတော့ဒီစက်ကလေးတွေအသုံးပြုသင့်ပါတယ်ဗျာခုမြင်တွေ့နေရတာလေးကတော့မြေပဲထီးမောင်းနေတာဖြစ်ပါတယ်မြေပဲထီးကိုပြင်ဆင်နေတာဖြစ်ပါတယ်ထီးရှားကလည်းမစိုးပါဘူးဗျကျွန်တော်ရဲ့ညီကိုတွေကြည့်ရှုပေးကြပါဦးထီးထဲနက်ကလေးကိုလူတော့နည်းနည်းလေးတော့ပင်ပန်းနေပေါ့ဗျာရာချောမြေချောမယ်ဆိုလို့ရှိရင်တော့သုံးဖို့ရအသင့်တော်ပါတယ်လဲမြေတွေမှာတော့သုံးလို့အဆင်မပြေပါဘူးရာချောမယ်ဆိုလို့ရှိရင်တော့ဒီစက်ကလေး